စာဖတ်ပြပေးမယ်စာအုပ်လေးကတော့ဆီယမမဟောစီထားတဲ့ mental tree တော့ပေါ့နော်စိတ်ကိုအစိတ်ထုတ်ခြင်းအဲ့ဒီကနေပြီးတော့စာမျက်နှာ136ခေါင်းစဉ်က80ရာခိုင်နှုန်းနေ့စဉ်စားတောက်နေတဲ့အစာအာဟာရတွေမှာကိုယ်ခန္ဓာအတွက်တကယ်ကိုလိုအပ်တဲ့အသုံးဝင်တဲ့အစာအာဟာရတွေပါတယ်လို့လုံးဝမလိုအပ်တဲ့အစိတ်အတောက်ကိုဖြစ်စေနိုင်တဲ့ကျန်းမာရေးကိုအထူးကပြောစေပစ္စည်းစေတဲ့အစာအာဟာရတွေလည်းပါဝင်နေတတ်ကြပါတယ်။ဒါပေမဲ့ကျမတို့လူတွေအများစုကတော့ကိုယ်အတွက်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကြိုက်တယ်ဆိုရင်ဇက်လေးကိုထည့်လိုက်ကြတာများပါတယ်။အစီအနှစ်တွေစားကြတယ်တွေးကြောတွေပိတ်တယ်။အစိတ်နဲ့တူတဲ့အညီတွေကိုတောက်ကြတယ်။အသေးတွေကြောက်ကတ်တွေစိတ်တွေကိုမဆုံးထုံနိုင်မချေဖြတ်နိုင်တော့တဲ့အခါညစ်ကြတယ်။ဒါကြောင့်ခန္ဓာကိုယ်ဆိုလည်းအစိတ်ထုတ်ပေးရတယ်။တွေးတွေကအစီတွေခြေသွားအောင်အစီရှာစေးတောက်နေရတယ်။တွေးကြောတွေကိုချဲခွင့်ရတယ်။ကိုယ်အလေးချိန်ချောချအောင်လုပ်ကြရတယ်။ဒါတွေဟာအလဲကောင်းမဟုတ်ပါဘူး။ဘယ်သူမဆိုကျမ်းမာသက်ရှိတဲ့ဘဝမျိုးကိုပိုင်ဆိုင်ရှင်ကြလို့ပဲဖြစ်ပါတယ်။ကျမ်းမာသက်ရှိပြီးချမ်းချမ်းသာသာနေရတာကတော့ဟုတ်ပါပြီ။ဒါပေမဲ့စိတ်မချမ်းသာဘူးဆိုရင်လည်းအသက်ရှင်နေထိုင်ရတဲ့ဘဝတသက်တာဟာအလဲကားလိုပဲထင်မိပါတယ်။ဒါကြောင့်နေရာမလန့်စက်ခဲပိတ်ဆို့နေတဲ့စိတ်ထဲမှာနေရာအပိုလေးထွက်လာအောင်တန်ရှင်းရေးမလုပ်ချင်ဘူးလား။မကောင်းတဲ့အစိတ်တွေကိုထုတ်မပြစ်လိုက်ချင်ဘူးလား။မလိုအပ်ပဲပိုနေတဲ့အစီတွေလိုအရာတွေကိုချောချပြစ်လိုက်ချင်ဘူးလားစဉ်းစားစရာဖြစ်လာပါတယ်။တွေးတွေဟာဦးနှောက်အတွက်အစာအာဟာရတွေဖြစ်ပါတယ်။ Thought are food for the brain ဦးနှောက်ကိုဘလို့မျိုးအစာမျိုးများများဆွေးပေးမလဲ mental detox စိတ်ကိုအစိတ်ထုတ်မယ်ဆိုရင်အဆိုးမြင်စိတ်ခံစားမှု negative emotion တွေကိုဖြစ်စေတဲ့အတွေးတွေကိုဒီနေ့ကတက်ပြလိုက်ရမှာဖြစ်ပါတယ်။တော်ရှင်မှုနဲ့ငြိမ်းချမ်းမှုကိုဆောင်ယူလာပြီးတဲ့စိတ်အတွေးတွေနဲ့အစားထိုးပေးရမှာဖြစ်ပါတယ်။အစီအစိတ်တွေလှိမ့်ပိန်ပြီးစားနေမဲ့စားအရှိဆွဲတဲ့သဘောဝကြည်ကြည်သူမှုလေးတွေကိုအစားထိုးသုံးစားပေးလိုက်တဲ့အခါမှာခန္ဓာကိုယ်တွေကပိတ်ဆို့နေတဲ့အငြင်းဆွေးတွေအစိတ်တွေဆင်ကျင်သွားတယ်လို့ပေါ့။တကယ်တော့အလေးအကျင့်ပါပဲ။ခန္ဓာကိုယ်ချမ်းသာဖို့ဆိုတာကလည်းအယူဆွဲလာခဲ့တဲ့စားတောက်နေထိုင်မှုပုံစံ lifestyle ကိုပြုပြင်လိုက်ရတာပါ။ mental diet ကျမတို့ခေါ်ကြည့်ရအောင်စိတ်ကိုဝှေ့လျှော့မယ်ပေါ့။ကိုယ်ခန္ဓာဝှေ့လျှော့တာနဲ့စိတ်ကိုဝှေ့လျှော့တာဟာသဘောတရားတစ်ခုတည်းဖြစ်ပါတယ်။အခုကိုဖြစ်လာတဲ့ကိုယ်ခန္ဓာကိုယ်အနေထားဟာတစ်လုံးစားလာခဲ့တဲ့စားတောက်မှုပုံစံပေါ်မှာမူတည်ပါတယ်။အခုဘဝမှာကိုရောက်နေတဲ့နေရာအားလည်းကိုယ်အတွေးတွေကတွန်းပို့ခဲ့တဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်အလေးအကျင့်တွေပြင်ဖို့အရေးကြီးပါတယ်။စိတ်ဟာတစ်နေ့နဲ့တစ်နေ့ကောင်းတာတွေကိုတွေးရများသလားဆိုးတာတွေကိုတွေးရများသလားများသောအားဖြင့်မကောင်းတာကိုတွေးနေတတ်တာများပါတယ်။မကောင်းတာတွေဆိုတာကကိုယ့်ရဲ့စိတ်နှလုံးကိုပူပန်ညှိုးချုံကြစေတဲ့အဆိုးမြင်အတွေးတွေကိုတွေးမိနေလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်စိတ်ကိုအစိတ်ထုတ်မယ်ဝှေ့လျှော့မယ်ဆိုရင်ပထမဆုံးစီကံချက် rule number 1အနေနဲ့ negative thoughts စိတ်ကိုညှဉ်းပန်းစေတဲ့အဆိုးမြင်အတွေးမှန်သမျှလုံးဝမတွေးဘူးလို့လုပ်ရမယ်။ဘယ်လိုအတွေးမျိုးတွေလဲဒေါသစိတ်မနာလိုစိတ်အကုသိုလ်စိတ်မုန်းပွားတဲ့စိတ်သူများကိုကြည့်လို့မရဘူးဆိုတဲ့စိတ်တိမ်ငယ်စိတ်ရှင်ပြိုင်လိုတဲ့စိတ်ဝမ်းနည်းတဲ့စိတ်မလုံခြုံတဲ့စိတ်ကြောက်ရွံ့တဲ့စိတ်ငြင်းထိုင်ရင်မချင်မလင်ဖြစ်တဲ့စိတ်တွေအပြင်အထိတ်ကနောင်တတွေမသိစားတဲ့နောက်ကကိုညှော်မှန်းကြောက်ရွံ့နေတာတွေစိတ်ရှုပ်ထွေးနေတာတွေစိတ်ဖိစီးမှုဖြစ်တာကိုသူများနဲ့နှိုင်းယှဉ်တွေးပြီးတာအဲ့ဒီစိတ်ကူးတွေအကုန်လုံးကိုလုံးဝကတ်ပြစ်လိုက်ရပါမယ်ဒီလိုလုပ်ဖို့ဆိုတာနည်းနည်းတော့ခက်ပြီမယ်အလေးအကျင့်ရသွားရင်တော့အစဉ်ပြေလွယ်ကူသွားမှာဖြစ်ပါတယ် rule number 2စီးရဲ number 2အနေနဲ့ဒီစိတ်အတွေးတွေကိုပဲဘယ်လိုပုံစံနဲ့ကတ်သက်တားဆီးမလဲ negative thought တခုပေါ်လာတဲ့အခါတိုင်းအဲ့ဒီအတွေးစဝိုင်းကိုဖျက်ဆက်လိုက်မယ် stop
တော်ပြီးရလိုက်တော့လို့ပြောလိုက်ပါစိတ်ထဲမှာပေါ်လာတဲ့ထွေးလုံးမှန်သမျှဟာကောင်းကင်မှာရွှေရှားနေတဲ့တည်ပြီးလိုပါပဲအခုဒီနေရာမှာဒီလိုပုံစံနဲ့ရှိတယ်နောက်တစ်ခါချက်ချင်းပြန်ကြည့်လိုက်ရင်အဲ့ဒီနေရာမှာအဲ့ဒီပုံစံနဲ့မရှိတော့ဘူးဖြစ်လာတာတခုကပြတ်သွားတာကြီးပဲကြည့်လို့နှလုံးသွင်းပေးပါဒါမှမဟုတ်အစိုးတစ်ခုခုနဲ့တွင်းနေပြီဆိုတဲ့အခါငင်းငင်းကလေးထိုင်နေလိုက်ပြီးအတွေးရင်ကျော်မှာနှမျောတော့ဖို့အလုပ်တစ်ခုကိုခေါက်လုပ်လိုက်ပါဟင်းချက်ထားလေးချင်ငယ်လုပ်ထားလမ်းလျှောက်ထားငယ်ချင်းတယောက်ကိုဖုန်းခေါ်ပြီးစကားပြောလိုက်တာစသဖြင့်အယုံပြောင်းပေးပါကိုတွေးလိုက်တဲ့အတွေးမှန်သမျှဟာတကယ်ဖြစ်လားသိချလားတကယ်ရောမှန်ကန်ရလဲဆိုတာစဉ်းစားပြီးပါပြဿနာတစ်ခုခုကိုတောက်လျှောက်တွေးပြီးတိုင်းတွေးနေတာမျိုးထက်ဖြေရှာလို့တွေးနိုင်ပြီးနည်းလမ်းကိုစာရွက်ပေါ်မှာခြာရေးလိုက်ပါနောက်တစ်ခုအမြဲတမ်းမှတ်ထားရမှာက negativity base ဆိုတဲ့အဆိုးမြင်အတွေးရဲ့ဗလိုက်မှုပါဦးနောက်ကအလေးအကျင့်တွေအရာပြဿနာတွေကိုပဲလက်ရှာနေတတ်ပါတယ်မတည့်တာတွေပဲစားခြင်းနဲ့ပါစပ်ပေါက်လို့ပါပဲသူကအဆိုးတွေဆိုကိုတွေးတတ်ပါတယ်သူ့ကိုသိအလိုမလိုက်ပါနဲ့သူ့သဘောဝကိုနားလေဆိုရင်သူ့အမှုစဉ်ကိုလည်းပြင်ဖို့လွယ်ကူမှာပါစိတ်ကို100%အစိတ်တွေထုတ်ပြနိုင်ဖို့ဆိုတာတမတ်ဘူးလူစဉ်လူသားတွေအတွက်မလွယ်ကူပါ90%လောက်ထုတ်ပြနိုင်တယ်ဆိုရင်ကြည်လင်တဲ့ကုသိုလ်စိတ်တွေပိုင်ဆိုင်နိုင်ကြမှာပါဒါကတော့ဆရာမမောဟစီရေးထားတဲ့စိတ်ကိုအစိတ်ထုတ်ခြင်းဆိုတဲ့စာအုပ်တွေက90%ဆိုတဲ့နောက်ဆုံးကိုဖတ်ပြပေးလိုက်တာဖြစ်ပါတယ် bye